ကြီးကိုမြှောက်ပေးပြီးဥပေါ်ဦးကိုအဆက်ခွဲဖို့ကြိုးစားတဲ့ဘေးရင်ဆရာအမတ်ကိုဥပေါ်ဦးကသူ၏ပန်းနှံ့လာသောဉာဏ်ပညာဖြင့်ညီတို့ပြန်လဲတုံ့ပြန်ပုံကိုတင်ဆက်ထားခြင်းဖြစ်သည်တခါတော့ဘိုးတော်ဖျားရဲ့နန်းတော်မှာပညာရှိအမတ်ကြီးဥပေါ်ဦးကိုမနာလိုတဲ့အမတ်တဦးရှိတဲ့သူကတော့နခတ်ပေရင်မှာနာမည်ကြီးရဲ့ဘေးရင်ဆရာအမတ်ကြီးပေါ့ဘေးရင်ဆရာအမတ်ဘရင်ကြီးကိုရှောက်တင်ပုံအရှင်မင်းကြီးဥပေါ်ဦးဟာညံကောင်းတယ်လို့နာမည်ကြီးပေမဲ့အနာဂတ်ကိုတော့ကြုံမမြင်နိုင်ပါဘူးကျွန်တော်မျိုးကတော့အရာရာကိုကြိုသိနိုင်ပါတယ်ဘရင်ကြီးကဥပေါ်ဦးကိုခေါ်လိုက်သည်ဘရင်ကြီးပေါ်ဦးဒီအမတ်ကြီးကသူ့ကိုယ်သူအနာဂတ်ကိုကြိုသိတယ်လို့ဆိုတယ်အေးတကယ်လို့သူပြောတာမှားခဲ့ရင်သူ့ကိုငါကိုယ်တော်တိုင်ကိုမြတ်မယ်အခုမင်းကိုမေးမယ်ဒီအမတ်ကြီးဘယ်တော့သိမလဲဆိုတာမင်းတွက်ချက်ပြစမ်းဥပေါ်ဦးအေးဆေးဆေးပင်စဉ်းစားဟန်ပြုပြီးမှန်လှပါဖေဟာကျွန်တော်မျိုးတွက်ချက်ကြည့်ရတဲ့လောက်တော့ဒီအမတ်ကြီးဟာအရှင်မင်းကြီးနဲ့ရွာမဆန်ခင်9ရက်အလိုမှာကွယ်လွန်မှာဖြစ်ပါတယ်ဖေဟာဘရင်ကြီးမျက်လုံးပြူးသွားပြီးထိတ်လန့်သွားဟန်ဘရင်ကြီးစိတ်ထဲမှရေရွတ်ပုံဟေဒီအမတ်ကြီးတည်ပြီး9ရက်အကြာမှငါတည်မယ်ဆိုပါလားဒါဆိုဒီအမတ်ကြီးကိုငါတက်လို့မဖြစ်တော့ဘူးသူနေကောင်းမှငါလည်းအသက်ရှင်မှာပေါ့ဘရင်ကြီးအမိန့်တော်ပြန်ပုံပဲအမတ်ကြီးကိုမကုတ်မြဲ့ယုံတင်မကဘူးသူ့ကိုအကောင်းဆုံးစောင့်ရှောက်ကြစေသူနေမကောင်းဖြစ်ရင်ငါပါဒုက္ခရောက်ကုန်မယ်ဥပေါ်ဦးကပြုံးစီစီဖြစ်နန်းတော်ထဲမှထွက်လာသည်စကြောင်းပြောတွေးကြပြီလားခင်ဗျာဥပေါ်ဦးဟာသူ့ရဲ့ဉာဏ်ပညာကိုအသုံးချပြီးမနာလိုသူကိုလည်းအသက်ချမ်းသာပေးသလိုမိမိကိုယ်ကိုလည်းဘေးကင်းအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒါဟာမြမရာဇဝင်တဲကဥပေါ်ဦးရဲ့ထင်ရှားလာတဲ့ဉာဏ်ပညာတစ်ခုပေါ့ဗျာ